13ရက်3လ2025ဒီနေ့ကျွန်တော်ပြောပြပေးခြင်းနဲ့နိုင်ငံရေးစီရေးထူးခြားသတင်းလေးတွေမပြောခင်မီးဘေးသတင်းလေးတစ်ခုအရင်ပြောမယ်အခုညီလိုအပ်နေတာပေါ့ဗျာနော်အဲဒါကြောင့်အဲ့ကိစ္စလေးကိုအရင်ပြောတာအဲ့တော့မကွေးတိုင်းမုံစာလဲရွာနော်မုံစာလဲကျွေးရမှာမတ်လ12ရက်နေ့ကမိလာမှုဖြစ်ပွားခဲ့တယ်တကယ်တော့မကွေးတို့စကိုင်းတို့ဆိုတာစစ်ကောင်စီကနော်ကျွန်တော်တို့တော်လိုင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကသူတို့ကိုစစ်စင်ရေးလုပ်ပြီးဆိုတာနဲ့စစ်ကောင်စီကကြေးရွာတွေကိုစစ်ကြောင်းထိုးတယ်မီးရှို့ခဲ့တာအစံလာပဲဖြစ်တယ်အဲ့လိုမျိုးစစ်ကောင်စီကနေပြီးတော့မီးရှို့မှုတွေကိုထွက်ပြေးတင်းရှောင်သွားရကြရတဲ့ပြည်သူတွေဆက်ရှောင်ပြည်သူတွေကိုကုညီထောက်ပံ့တဲ့နေရာမှာပြည်သူကနေပြည်သူတို့ကုညီထောက်ပံ့နေရာမှာပြည်တွင်းမှာရှိတဲ့ပြည်သူပဲဖြစ်ဖြစ်ပြည်ပမှာရှိတဲ့ပြည်သူပဲဖြစ်ဖြစ်ကုညီထောက်ပံ့နေရာမှာအသက်အန္တရာယ်တော်တော်ရှိပါတယ်အခုကတော့အဲ့လိုမဟုတ်ဘူးပောဆာမီးကြောင်ကြွားမီးကလောင်သွားတာပေါ့ဗျာမုံစာလဲကြည့်ရမှာအဲ့တော့ပောဆာမီးကြောင်မီးလောင်သွားတာဖြစ်တဲ့အတွက်ကုညီထောက်ပံ့လို့ရတယ်ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ပြကြတဲ့ဗီဒီယိုမှာရှိတဲ့ဒါမှမဟုတ်ပြည်ပမှာရှိတဲ့ညီကောင်မောင်နှမတွေအနေနဲ့အဲ့ဒီမုံစာလဲကြည့်ရကအင်ဂျင်400လောက်မီးလောင်သွားပြီးတော့ဒါ1500လူဦးရေ1500လောက်ပေါ့နော်နေစရာလည်းမရှိတော့သလိုစားစရာလည်းမရှိတဲ့အခက်အခဲရင်ဆိုင်နေရတယ်အခုတော့အဲ့လူဦးရေ1500ကိုအဲ့နီနာကြီးရမှာရှိတဲ့စစ်ဖြစ်နေတဲ့ဒေသဆိုတော့ဗျာအဲ့နီနာမှာရှိတဲ့စစ်ဆောင်စကန်တစ်ခုကနေပြီးတော့ကျွေးမွေးထားတယ်လို့သိရှိရတယ်စစ်ဆောင်စကန်ဆိုတာလည်းအားလုံးသိကြတဲ့အတိုင်းပဲလေးနော်သူတို့စီမှာလည်းရှိတဲ့ရိတ်ခါလေးကိုဖဲ့ပေးပြီးတော့ကျွေးမွေးရတာဖြစ်တယ်အဲ့တော့ဒီကျွန်တော်တို့မြန်မာနိုင်ငံသားတွေယောဂဘေးစစ်ဘေးမီးဘေးရေဘေးအမျိုးမျိုးကြုံနေရတယ်ဆိုတဲ့အခြေအနေမျိုးမှာအခုဒီမီးဘေးလေးမှာတော့ဒါခုနပောဆာမီးကြောင့်လောင်တာဖြစ်တဲ့အတွက်ကိုကြီးနိုင်မဲ့ကျွန်တော်တို့ပြည်သူလူထုအနေနဲ့ချိတ်ဆက်ပြီးတော့တွားရောက်ကူညီပေးကြဖို့ကျွန်တော်အနေနဲ့မြစ်တာရက်ခံလိုပါတယ်အဲ့ဒါကတော့ဒါပထမဆုံးပေါ့နော်ဒီဟာလေးကိုအရင်ဆုံးပြောတယ်အဲ့တော့ကျွန်တော်စေရေးတဲ့ကတော့ရှိတယ်ထူးခြားချက်ကဘာလဲဆိုတော့ဦးရင်မော်NUG ရဲ့ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကသူမတ်လ10ရက်နေ့မှာပြုလုပ်ခဲ့တဲ့တရေးမှုတင်နန်းဆင်းပွဲမှာသူကမေကွန်းပေးပို့လိုက်တယ်ပေါ့ဗျာနော်တဝန်လာပေးပို့တယ်ပေါ့တင်နန်းဆင်းပွဲမှာပေးပို့တယ်အဲ့တော့တမှုတင်နန်းကတမှုပေါ့နော်တမှုတာ PDF တက်သားပေါင်း100ကျော်လောက်ကိုတမှုတင်နန်းဆင်းခဲ့တာဖြစ်တယ်အပတ်စဉ်1နော်အဲစကိုင်းမန္တလေးမကွေးမှာရှိတဲ့ PDF ရဲဘော်တွေထဲမှာPDF ရဲဘော်100ကျော်လောက်ကိုတမှုတင်နန်းပေးတယ်တင်နန်းဆင်းခဲ့တယ်အဲ့ဒီမှာဦးရင်မွန်ပြောသွားတဲ့စကားနော်အဲ့ဒီစကားဘာလဲဆိုတော့ကျွန်တော်တို့ဒီຫນွေဦးတော်လိုင်းရေးအစကတည်းကပေါ့နော်ຫນွေဦးတော်လိုင်းရေးအစကတည်းကကျွန်တော်တို့တူမီရဲ့လက်နက်ကင်ခဲ့တယ်ဒီကောင်လေးလေရဲပေါ်မှာတိုက်ရင်စောင့်နေတာပါကမ္ဘာအဆင့်38ဆိုတဲ့စစ်တပ်ကိုမနိုင်ပါဘူးဆိုပြီးတော့စိတ်သက်စစ်စင်ရေးစလုပ်ခဲ့တဲ့အချိန်ကတည်းကနေစပြီးတော့ဒါပြင်ဆင်ခဲ့စစ်ရေးအရာဒါတော်လိုင်းလက်နက်ကင်တပ်ဖွဲ့ဝင်တွေကပြင်ဆင်ခဲ့ရတဲ့အဆင့်ပေါ့နော်အဆင့်ရှိခဲ့တယ်ပထမအဆင့်ကတော့အလုံးသိကြတဲ့အတိုင်းပဲတနိုင်ငံလုံးတော်လန်စစ်ဆင်နွှဲနိုင်ဖို့ပဲဖြစ်တယ်အဲ့တော့မြို့ပြမှာလည်း UG ရှိသလိုဒေါ်ထဲမှာလည်းပျောက်ကြားရှိတယ်ပြီးတော့တရင်တပ်ဖွဲ့လိုက်လှုပ်ရှားရတဲ့သူတွေရှိသလိုတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေစီမှာစစ်ပညာတွားရောက်တင်များရတဲ့အခြေအနေတွေရှိတယ်သို့တော့စစ်ရေးအချိန်ကဘယ်မှာပြောင်းလဲသွားလဲ2023နှစ်လယ်လောက်ကနေစပြီးတော့2024ထဲမှာဆိုရင်တော့ဒါမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲလာနိုင်ခဲ့တယ်အဲ့ဒီဆင်နွှဲခဲ့တဲ့မြို့သိမ်းတိုက်ပွဲတွေကြောင့်ဒီနေ့ဒီချိန်မှာတိုင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရော NUG အပါအဝင်တင်ထားတဲ့မြို့ကအားလုံးမြို့ပေါင်း100နီးပါးရှိပြီဖြစ်တယ်မြန်မာပြည်မှာမြို့နယ်ပေါင်း330ရှိတဲ့တဲမှာမြို့ပေါင်း100ကျော်တိမ့်ပြီးတော့မြို့ပေါင်း50 60လောက်ကိုဒီနေ့ဒီချိန်မှာထိုးစစ်ဆင်နေတဲ့တိုက်ခိုက်နေတဲ့အချိန်ဟာကျွန်တော်တို့ဒေါ်လာရေးဟာဘယ်တိုင်းတာနေထိဘယ်တိုင်းတာတွေရောက်လာပြီလဲ0ကစခဲ့တဲ့ဒေါ်လာရေးဟာအခုဆိုရင်ရာခိုင်နှုန်းဘယ်လောက်ထိရပြီလဲဆိုတာကိုတိတ်ပြီးတော့များများဆဆမကြည့်ပဲနဲ့သတင်းလေးတစ်ချက်နှစ်ချက်လောက်ကြည့်တယ်ဆိုရင်တော့မှပဲစဉ်းစားသုံးသပ်နိုင်မှာပဲဖြစ်တယ်เนาะဒါကျွန်တော်တို့ဒေါ်လာရေးရဲ့အားသာချက်ပဲအချိန်အထိရောက်နေပြီလဲဆိုတာကိုကျွန်တော်ပြောတာဖြစ်တယ်အဲ့တော့ဟုတ်ပြီဒုတိယဆင့်မှာမြို့သိမ်းတိုက်ပွဲဆင်နွှဲတယ်ဒီမှာစကိုင်းတိုင်းထဲမှာဆိုရင်လည်းဒါ NUG ကတိုက်တယ်တိုက်ပြီးပြန်ဆုတ်ပေးလိုက်ရတဲ့အခြေအနေကနေအခုဆိုရင်ဒါ NUG သိမ်းပိုက်ထားတဲ့မြို့စကိုင်းတိုင်းထဲမှာ9မြို့လောက်6မြို့လောက်ရှိတယ်မန္တလေးတိုင်းမှာ9မြို့လောက်ရှိတယ်အဲ့တော့မန္တလေးတိုင်းဆိုတော့အဲ့မန္တလေးတိုင်းသိမ်းထားတဲ့မြို့ထဲမှာမတရားပေါ့ဒီမန္တလေးက-10လောက်ပဲဝေးတယ်မတရားမြို့ဆိုရင်စစ်ကောင်စီကပြန်လိုချင်လို့အသေးစိတ်တိုက်ခိုက်နေကြတာလဲအားလုံးအသိပဲဒါပေမဲ့ရတာမရဘူးဒီနေ့ဒီချိန်ထိစစ်တပ်ကမတရားမြို့ကိုပြန်လည်ထိုးစစ်ဆင်လို့မရသေးဘူးအဲ့တော့မြို့သိမ်းတိုက်ပွဲတွေကိုဆင်နွှဲနိုင်ုံတွေမကဘူးမြို့တွေကိုထိန်းထားနိုင်တဲ့အခြေအနေကို NUG မှာလည်းရှိလာပြီတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေမှာလည်းရှိလာပြီဆိုတဲ့အနေအထားလည်းဖြစ်တယ်ဒါဟာတော်လိုင်းရေးရဲ့တစ်စချိုးပြောင်းလဲသွားတဲ့အခြေအနေပဲဖြစ်တယ်ပျောက်ကြားနဲ့စခဲ့တုန်းကမိုင်းဆွဲယုံလောက်နော်တူမီနဲ့ဝိုင်းပြည့်ယုံလောက်စခဲ့တာကနေဒီနေ့ဒီချက်မှာမြို့တွေကိုသိမ်းနိုင်ုံနဲ့မကမြို့တွေကိုထိန်းနိုင်တဲ့အနေအထားပါရောက်ရှိသွားတာကိုကျွန်တော်တို့
သိရှိရမယ်ဟုတ်ပြီဒီလိုမျိုးတွေကိုသိအောင်နေမကဘူးမဟာဗျူဟာကြားရမျိုးတွေကိုတိုက်ခိုက်ဖို့နဲ့လမ်းများအားလုံးနေပြီးတော့ဆိုတဲ့ slogan နဲ့အညီတနိုင်ငံလုံးမှာရှိတဲ့ဒေါ်လာရေးလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအားလုံးစုပေါင်းပြီးတော့ PDF တွေရောပကဖပါသုံးလုံးတွေရောနော် PDF တွေရောတိုင်းကလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရောတခြားဒီလက်နက်ကိုင်အယောင်သေးဆုံးနဲ့နော်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအားလုံးထိုးစစ်အကြီးမားမားပေါ့နော်ဆင်နွှဲရမယ့်အချိန်ကိုရောက်ရှိလာတော့မှာလို့ဒါဦးကြီးမုံကနေပြီးတော့ဒါ PDF တမှုတင်တယ်ပေါ့နော် PDF မှာ PDF တွေကိုကျင်းမလုပ်ပေးတဲ့တမှုတင်တာပတ်စင်1မှာဒါပြောကြသွားတာဖြစ်တယ်အဲ့တော့တာဝန်ရှိတဲ့သူကတော့အတိပေးပြီးသွားပြီကျွန်တော်တို့ပြည်သူလူထုကလည်းစစ်တိုက်တယ်ဆိုရင်စစ်ရဲ့ဘေးထွက်ဆိုးကျုပ်ကိုအနေနဲ့အများလူတိုင်းခံရတယ်စစ်ရဲ့ဘေးထွက်ဆိုးကျုပ်ကိုခံနိုင်မှုဆိုတာကကျွန်တော်တို့မှာပြင်ဆင်ဆောင်ရွက်ဖို့လိုတယ်မိုင်းတန်လင်းကနေကြေးချလိုက်မယ်ဘုံတန်ပြီးတော့စားနှက်ရိတ်ခါပြီးတော့စေဝါဒီအရာတွေကိုကျွန်တော်တို့ပြည်သူလူထုကအထူးသဖြင့်အရေးကြီးတဲ့စစ်ဖြူခါကြတဲ့ဒေတာဒါတွေကသိပါတယ်ဗျာနော်ဟိုကိုနေတဲ့ဒေတာကဘယ်လိုဒေတာလဲဆိုတာအခုလို့ဆိုရင်ကျွန်တော်တို့ပြည်သူလူထုတွေသိတယ်မသိစရာအကြောင်းမရှိဘူးအဲ့တော့ကိုဒေတာကစစ်ကြောင်းထက်မဲ့နေရလားနော်ဘယ်လိုဖြူခါကြတဲ့နေရလဲအဲ့လိုနေရာမျိုးဆိုရင်ကြိုတင်ပြင်ဆင်ကြပါစစ်ကိုရှောင်လဲကြပါကိုအဖေကိုအမေကမွေးထားတဲ့အသက်ကိုဒီနေ့ဒီချိန်မှာကိုယ်တိုင်ရှင်းအောင်မွေးရမှာပဲဖြစ်တယ်ဘယ်သူမှလာပြီးတော့မကယ်နိုင်ဘူးကိုယ်တိုင်စင်ရင်တုံတရားလေးနဲ့တတိလေးထားပြီးတော့ဖြတ်တန်းရှင်တန်ကြရမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲ့တော့နောက်သတင်းတစ်ခုကတော့ထိုင်းမှာအဲ့မှာထိုင်းနဲ့မြန်မာနဲ့အလုပ်သမားကိစ္စပေါ့ဗျာနော်ထိုင်းမှာရှိတဲ့မြန်မာရွှေပြောင်းလုပ်သားတွေရှိတယ်အဲ့တော့ဗီဇာတန်းတိုးမဲ့ကိစ္စတွေမှာဒီမြန်မာတန်ယုံနဲ့ MOU ထိုးထားတာဖြစ်တဲ့အတွက်မြန်မာတန်ယုံနဲ့ချိတ်ဆက်ဆောင်ရွက်ရတာမျိုးရှိတယ်ဒါပေမဲ့မြန်မာတန်ယုံကနော်စစ်တပ်ကနေပြီးတော့ဖွင့်ထားတဲ့မြန်မာတန်ယုံကအလုပ်လုပ်နိုင်စွမ်းမရှိတဲ့အခါမှာထိုင်းဆိုရကသူ့အခွန်နေနဲ့နာတယ်အဲ့အတွက်စိတ်မရှိတော့ဘူးမြန်မာတန်ယုံလုပ်ငန်းစဉ်ကိုဖျက်ချလိုက်ပြီးတော့ဒါရက်နော်ထိုင်းဆိုရနဲ့လုပ်လို့ရပြီဆိုတဲ့ကြေညာချက်လေးတစ်ပုဒ်ရှိတယ်ဒါကသတင်းအမိကျွေးတာသိကျင်ကိုယ့်ဘာသာကိုသွားဖတ်ကျွန်တော်တို့ရဲ့နေဦးဒေါ်လာကြီးအောင်ရမည်